ကဲဘာသာတို့ကျွန်တော်ဒီရဲသားကြီးကကျွန်တော်ဖမ်းထားတယ်အဲ့ဒါဆိုတော့ကျွန်တော်ထောင်ထဲမှာတော့မနေနိုင်ဘူးကဲထွက်ပြေးမယ်နော်ဒီထောင်ထဲကကျွန်တော်ထွက်ပြေးတော့မယ်ကဲရဲသားကြီးကိုလာရွှေတော့သွားပြီလားအော်လာအေးတော့မလာတင်နေဒီတန်းလေးပြီးပါကွာကဲတက်မယ်ကျွန်တော်တို့ရဲ့အပြင်ကိုသွားရမယ်အပြင်ရောက်မှာကိုရီလှုပ်ရှင်တာကိုလှုပ်လို့ရမယ်နော်ဒီထောင်ထဲမှာဆက်နေတယ်လို့ဒီမှာလည်းမရှိပဲနဲ့အဲ့ရဲတိုင်းဖမ်းတာအချင်းကအဲ့လိုပဲကဲဒီပတ်ကွားလေးတော့ easy ခုံeasy ပဲနော်ဒီပတ်ကွားလေးကလွယ်လေးမခက်စရာပါအကြောင်းမရှိဘူးဆိုတာတော့ easy ဟောင်းတာနော်ကဲပင်မကြော်မြန်တဲ့တာစီဆိုတာတစ်ခုမှမရှိဘူးခုံဝင်ပြထားယူခွဲကွာအဲ့ဘယ်ခွဲရလဲအော်ခွဲပြီးကဲအောက်ဆင်းမယ်လားဟာတလားရေးလိုက်စီတယ်ရေးလိုက်ကိုလိုက်ကိုထုံးနေရိုက်လို့ရဘူးအေးကလုံးနေအေးနေဒီကလုံးနေဒီဟာကလုံးနေလို့မရဘူးလေကလုံးနေလို့မရလေဘာဖြစ်လာလဲမသိဘူးအေးရကလုံးနေလေကလုံးနေအေးသွားပြီစိတ်ညစ်ကွာပြီးတော့ကွာဒီကကလုံးမြင်ပြီးနော်မြင်ပြီးနေကလုံးနေโอเคရပြီပြီးဒီရေးလိုက်ကိုလာရွှေဒုံးနဲ့ပြန်ရလို့ရပြီစမ်းကြည့်တယ်ဒီအောင်ဒီလိုချက်အေးရလားမရဘူးမရုပ်อ่ะပြေးပါကွာအဲ့လိုတဲ့ပြီးတော့ပြေးတာဟေးတိုက်ပြေးတာဟဲ့အရှိမဘာကြီးလာပေါ်နေရလဲရဘာကြီးလဲ what the hell ဘာလိုက်ပေါ်နေရလဲသွားရောကွာပြေးပါကွာဒီမှာဒီတိုင်ပတ်နေဘာကြီးလဲအဲ့ဒါဘယ်လိုဖြောက်မှာတော့ကွာ what ဘလူးပဲပေါ်နေမှာဟာရဘလူးဖြောက်မှာလေကဲကြပါအေးတော်သေးရောပျောက်လို့တော့မယ်ပြေးတာတက်ဟိုတက်ရေးလိုက်တယ်အနောက်လိုက်လာတယ်ပြီးမလားလိုက်လာလားမလိုက်ရတော့ easy ပဲဒီကောင်ဝါတော့သိရမလားဒီဘောခုံကြောတက်နိုင်ဘူး easy ပဲသွားမယ် easy တော့လို့ သွားရပဲ easy ပဲဟာရပြုတ်ကြသွားပြီသွားပြီရောက်ပဲပြုတ်ကြသွားပြီတော့ရေးလိုက်ကိုလာရေးလိုက်နေပြီရောက်မတင်းနေတယ်မတင်းနေတယ်သွားပြီလားရောက်ကြီးပါကွာတီတာအခက်တရားတော့ရှိနေပြီဒီဝါရင်ငါ့ကိုဒုရလို့ပြောတော့ပါရောက်ကြီးပြေးဟာစိတ်နေတယ်ဒီအပိုင်းကိုမကြော်တော့အေးကွာပေါ်တက်မယ်သွားအစီတင်းနေရဆင်းပြီးသွားပြီခုတ်ရဆင်းပြီးသွားကဲအောက်ပဲဒါကတော့ခွင်းနိုင်မယ်ကွာဟိုမှာကော်ပြားရှိရကွာထင်တာတော့ထုံးစံတိုင်းပဲကော်ပြားနဲ့လိုက်ကျွင်းသူပဲဒီမှာကော်ပြားနဲ့တူပါမယ်တူတာမင်းနာမြန်းပေါက်ထဲမှာဘယ်လိုဖြစ်ပြီးဓာတ်တွေစောက်ထားတာတော့ကြည်ရောရဲတွေကငရဲကြနေရပဲကွာကြည်ရောအောက်မှာချော်ရည်နေနဲ့အေးပါကွာဓာတ်တွေကတော့မြင်ခုံသွားရမဟုတ်ကျိုးကြပါလိမ့်မယ်အေးရောပဲရှိလို့နာသလားကျိုးကြပါလိမ့်အေးလင်းတို့တွေအောက်မှာထောင်နဲ့တော့မတူတော့ကွာလုံးဝယူထောင်မဟုတ်သားပါလုံးဝတန့်စီနေထောင်အဲ့လိုပြောလို့ရဒါပေမဲ့ငါဘာပြင်းမှမလုပ်ထားတာဒီကူလာရွှေအေးပါကွာတလွဲကြီးပါကဲဘိုးလုံးတော့မပြီးမယ်အဲ့အလုံးကြီးရောဟာဆေးရဲတယ်လို့တော့ပါကဲအပေါ်တက်ဆေးရဲညဟိုမှာလေရေးတာကောင်ဟဲ့အဲ့ရေးတာပါလေရောက်ထောင်ဆောက်တာပါလေကောင်တော့ဒီထောင်ကြီးဆောက်တဲ့ကောင်ရောက်တန်ချက်ကအထက်ထက်ကြီးဝတ်ထားတာရောက်သူ့ကိုယ်သူအရင်ခက်ကစစ်သူများအောင်မရအောက်မှာလေချော်ရီဒီနဲ့လေကားတွေပြက်လေကားတွေပေါ်ခုံရမယ်လေ
空哇，你厉害哟，你厉害了，大厉害嘛！空，easy，我学的一家呢，被讨厌。我在讨厌比价的啦，你找到这厉害了，谁厉害？你妈的，speed 到了，speed，你都讲到了，你那 off 也没有。哦，အဲ့ဒါကြောင့်ပြန်ပြီးတော့နောက်လည်းဘူးပေါ်သွားတော့ထပ်တော့ကဲပြေးကွာပြေးတာတော့ဒီနန်းတွေကပြေးတာတိုင်းပြေးတာlet's go ရတော့မယ်ရှင်းနာဆိုရောက်ပြေးတာတိုင်းပြေးတာရှော့မပြေးနေကြိုးစားပြေးတာဒါပဲစီရလားညဒါတော့မကဲပြီးကြော်ဖြတ်နိုင်တဲ့အသားစီဆိုတာမရှိဘူးစီပဲဒါပါကြီးတယ်ဒါကလည်းငါဘာလို့ရမှာဒီနေရာကြီးမှာကွာမဒီကလို့လားဒီကလို့နေလို့ရတယ်ကဲဒီသွားမယ်အခုအော်ဒီအပေါ်တက်ရမှာဒီပေါ်ဒီဘာလို့ဖွင့်လာလိုက်ဟုတ်တယ်ရပါပြီအဲ့ဒါဟိုဘက်ကလေကားကိုယူပြီးအဲ့အပေါ်တက်ရမှာလေသူလေကျွန်တော်ထင်ရတယ်အဲ့လိုဖြစ်ဖို့များတယ်ဟုတ်တယ်ဒီမှာလေကားပေးထားတယ်โอเคလေကားယူမယ်ဟိုပေါ်တက်မယ်ဩလာတင်ကဲနော်ဒီတောင်မှာချင်းနေမကုန်ချင်းတော့ဘယ်နောက်ချဒီနန်းအေးဒီနန်းဆိုဆင်းပြီးတော့ဟောဟာတက်မယ်โอเคတက်ထားပဲခေါ့ဒါပဲ easy going ကအဲ့ဒါပဲ easy going ဟာပါဟိုပန်ကလည်းလေးတိုက်တာရောက်ရေးလေးတိုက်တာကြီးอ่ะနောက်ပြုတ်ကြရင်အောက်ပြုတ်ကြရင်တော့အဆူးတွေကြီးပဲအေးဟာဒါပဲ easy ရောဟုတ်တယ်မလားငါပိုက်တော့တွေခေါ်ရမယ်အသေးတယ်ဗျာအန်တာထက်သေးတယ်အမ double ထက်သေးတယ်ဒီကတော့မသေးတော့ပါနဲ့လားကွာပြီးတော့ခုံဝေးဝေးပါဒါလေးတွေအခုက3ခါသေးတာထက်စားကြည့်တော့ဒါလေးတွေလိုပါဟုတ်တယ်ခုံဝေးဒါတွေက close တယ်ပြီးတော့ဒီနီအောင်အားလေးသိရပါလိမ့်မယ်ဟုတ်တယ်ဟာဟောဒီကတောက်လို့မရဘူးတော့အနီအောင်ခလုတ်တွေကပင်ထဲမှာလည်းဟိုဘက်မှာတခုကျန်တယ်တော့တခါခုံသေးသွားလိုက်ပြီရတယ်ခုံဒီပြုတ်ကြကနေကတိဟိုဘက်မှာဘယ်လိုသွားဟိုမှာပိုက်လုံးပေါ်တက်လို့ရတယ်အပိုက်လုံးမှာဟိုဘက်ချက်သွားပြီးတော့ပြရအောင်ပြီးပါeasy ရောဟိုတော့မှတရားလောက်တော့လွယ်ပါတယ်ခက်တယ်ပါအကြောင်းမှမရှိဘူးကဲပေါ်ပြတ်တတ်မယ်โอเคမှာဆိုအပေါ်ပိတ်သွားပြီးတော့ဘာဖြစ်တော့ ACC လေးလမ်းလျှောက်သွားလိုက်ရော easy going ခုံမယ်ဒီနောက်တစ်ခါတက်ခုံမယ်ဒီကဘာ easy going ကဒါပါအရှိနဲ့သွားမှာဟာခုံအေးဟုတ်တယ်တိုင်းဟုတ်နေပြီခုံဟာဒီရောထက်သေးတယ် double ထက်သေးတယ်နောက်တစ်ခေါက်ထက်သေးတယ်ဗျာဟာရောက်ပြီတရအရှိသေးမကောင်းတော့ဘူးလို့မသိပါတော့နဲ့ခုံတယ်မှန်တယ်ခုံထားမယ်ဟုတ်တယ် ဗျာ easy ပဲလွယ်လုံးတယ်နော် easy ကူးနေပါလားဗျာဒီတော့ပါတခုံလာလာခေါင်းနဲ့လာတိုက်ဟုတ်ပြီဝယ်ပါတဲ့ဒါလေးတွေကဒါကလေးကလားလေးတွေဟုတ်မှာကလားလေးရောအေးရောအရှိ
ဘိုက်ဘူးချက်ကြီးကွာမှာဘိုက်ဘူးချက်ကြီးမှာဒေဦးကြီးကင်ပြီးငါ့ကိုလက်ရိတ်တော့မလဲသူလေးအောင်ပြေးဟာအားရောက်ရေးဘာကြီးလဲတော့လို့ငါ့ကိုပတ်တာအားရောက်မောင်းRPG တော့မရတော့ ဒီအပေါက်သွားမှာဥပလာမသိဆက်တယ်ပြပွားတရားကြီးနဲ့ရလားမရဘူးကဘယ်ဘက်သွားမှာ what ဒါဘယ်ဘက်သွားမှာတော့ဘိုးဘယ်မှာရှိလားမသိဘူးမင်းညာသွားမှာတော့ဟာညရောအကျဲကြီးပဲအော်ဒီမှာဒီဘက်အပေါက်ဖွင့်သွားပြီโอเคပါကဲတော့ခုံကြီးလိုက်မယ်耶！好像要变得好低。好，ဒီပါကွာလီကာရှိပေါ်တက်ပဲလီကာကဲထပ်ပေါက်တယ်ရောက်ပြီလားမရောက်သေးဘူးကွာကွာလီဇာဒဲလေးတွေပါလီဇာဒဲလေးတွေဆိုလွယ်လောက်ရတော့ထင်တာဟုတ်လားဝင်လားမသိဘူးသူတို့ထင်တာဟုတ်တယ်ကြော်တယ်နှစ်ခုကြော်သွားတယ်တီးရဟာမလွယ်ဘူးကပုံကအစမှုလို့ရှော့ပေးတာအစမှုလို့သိအောင်ပါနည်းနည်းဘယ်လိုလုပ်ရလဲဆိုတာသိအောင်ဒီတော့ကြည့်လိုက်လားအခုမှတကယ်လာမှာကြော်တယ်မှာနောက်ဆုံးတစ်ခုပဲကြော်တောက်ကကြော်တယ်ခင်ဗျာ easy goingဘာလို့ရမှာပေါ်တက်ပြီးတော့ဒီကဟာလေးယူရမှာဒီကူမယ် let's go ချမယ်ပြီးရင်ဒီဘက်ဟာပြန်ယူလို့ရလားမရဘူးလားအဲ့ဒါလည်းယူနေလို့လားရအေးအေးပါကွာကျေးဇူးအများကြီးတင်ပါတော့ဒီကရောင်ကြီးတားကျန်းတာနော်တခါပြစ်ချပလိုက်တယ်အားရပါရပဲအောက်ပါတခါတုတ်ကြပါတခါလဲအားပါပြစ်ချတယ်ရဒီပါတခုယူမယ်အားမယ်ဒီချိုင်းထားအဲ့ရဘာသွားနေရတော့โอเคစီပါရှင်ငါဒီဘက်ပြန်လာနေတယ်ဟိုဘက်ပြန်လာမအပေါ်မှာနောက်တစ်ခုထပ်သွားယူရအောင်ဒီမှာအဲ့ဒါတစ်ခုခုံချလိုက်ကွာအောက်လှုပ်ရှုပ်တယ်ကွာဒီမှာသွားပြီးတော့ထားတယ်အဲ့ဒါဆိုရင် easy ပဲပတ်စံနေကောက်အများကြီးပဲပတ်စံနေအများကြီးပဲကောက်အမပတ်စံနေပြီးတော့ကားရှိတယ်ကားလည်းထပ်သွားတယ်ကားပေါ်တက်ရှိမှချမ်းလေးပိတ်တာဒါစဉ်းစားနေဝင်ကျုံးကွာချမ်းလေးဝင်ကျုံးတယ်တခါလေကိုပဲပြင်ကွာအဲ့ရောဒီပါကွာဘယ်မှာကတ်စတယ်များပြတယ်ဒီကစီမီရအောင်ဒီကားလေးခဏရသွားမယ်ဘာလို့အောင်ဘယ်တော့ဘာလို့လီကာတွေပုံနေတယ်ဒီကားကြီးမှာဒီကဟိုဘခဏချလာဟိုကခလုတ်နေတယ်ဒီမှာဟိုအပေါ်လေကားတက်ရမှာအေးပါဘောပြင်ပြောပါโอเคအခါလဲနေပြီချလေက
好了，下来你家不得了，你家不得了。တက်လေဟဲ့ဒီကတက်လို့မရဖြစ်နေလေကတက်လို့မရဖြစ်နေဘယ်လိုဖြစ်လာလဲမသိဘူးခုတ်ဆရာလေကတက်လို့မရဘူး what the ရောက်ရေးဘယ်လိုလုပ်မှာဟဲ့လေကရဲ့တော့တက်လို့မရဖြစ်နေဟမ်အပြင်ပြကြပါတော့ခလိုက်ခုတ်ရပြီအခုမှရဒီသွားမယ် let's go ဒီပေါ်လေးတက်လိုက်ဘယ်ရောက်နေတော့မသိဘူးဟယ်လီကော်ပတာရငါ့ဘယ်ပို့မှာအဲ့ဒီကောင်ကငါ့ဘယ်ပို့မှာလဲလို့ပြောပါကြီးအော်ငါရဲဖြစ်နေပြန်လာတာအော်အေးပါကွာထားရပါတော့ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်တို့ကဲပင်ပါ